ကျောင်းသားအများစုတော်တော်များများမှားလေးရှိတယ်စကားလုံးလေးနှလုံးကိုဒီနေ့ပြောပြပေးမယ်နော်အဲ့ဒါကဘာလဲဆိုတော့ပါစာရီနောက်ပြစ်ပဲနဲ့ဘာကောရီနောက်ပြစ်ပဲအဲ့နှလုံးလေးကိုကျမတို့ကစာရေးတဲ့အခါမှာဆိုလို့ရှိရင်တော်တော်များများမှားလေးရှိတယ်ပေါ့နော်စာရေးတဲ့အခါမှာကျမတို့ကပါစာရီနောက်ပြစ်ပဲနဲ့ရေးရမှာလားဘာကောရီနောက်ပြစ်ပဲနဲ့ရေးရမှာလားဆိုပြီးတော့တော်တော်များများမှားတတ်တယ်ပေါ့နော်ကျမကိုယ်တိုင်လည်းအဲ့ဒီဟာလေးကိုတော်တော်လေးတော့ဇဝေးဇဝါဖြစ်တယ်ရေးတဲ့အခါမှာတော်တော်လေးစဉ်းစားပြီးတော့ရေးရတယ်ဒါပေမဲ့เนาะကျမတို့ငယ်ငယ်တုန်းကကျမတို့10တန်းတုန်းကပေါ့နော်ဆရာမမြန်မာစာသင်တဲ့ဆရာမကြီးနော်မြန်မာစာသင်တဲ့ဆရာမကြီးပြောတဲ့စကားလေးကြောင့်ကျမကတော့ဒီပဲနဲ့ဘဲကိုရေးတဲ့အခါမှာတော့အတုံးလေးကိုခွဲခြားပြီးတော့ရေးထက်သွားတယ်ရေးနိုင်သွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကပါစာရီနောက်ပြစ်ပဲနဲ့ဘာကောရီနောက်ပြစ်ပဲအတုံးလေးတွေရဲ့အဓိပ္ပာယ်လေးတွေကိုသိထားလို့ရှင်เนาะစာရေးတဲ့အခါမှာလွယ်ကူကူနဲ့ဘယ်လိုနေရာလေးတွေမှာသုံးရမလဲဆိုတာကိုသိမှာပဲဖြစ်ပါတယ်အဲ့တော့ပါစာရေးနောက်ပြစ်ပေးရကြတော့ကျမတို့ကဘာလဲဆိုရင်သူ့ရဲ့အနက်အထိပ်ပဲလေးอ่ะပေါ့နော်ကရိယာနဲ့နန်နေရဲ့เนาะအနက်အထိပ်ပဲကိုကန့်သက်လို့တဲ့နေရာမှာဆိုရင်ကျမတို့ကပါစာရေးနောက်ပြစ်ပဲကိုသုံးတယ်အဲ့တော့ဘယ်လိုနေရာမှာသုံးလဲဆိုရင်စားပဲစားနေတယ်သွားပဲသွားနေတယ်ဆိုရင်ကျမတို့ကဘာကိုသုံးမလဲဆိုရင်ပါစာရေးနောက်ပြစ်ပဲဆိုတဲ့အတုံးလေးနဲ့ရေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုရင်ဘာကောရင်နောက်ပြစ်ပဲเนาะဘာကောရင်နောက်ပြစ်ပဲအားကြတော့ကျမတို့ကဘယ်လိုနေရာတွေမှာတုံးလဲဆိုရင်ကရိယာရဲ့အနက်အဓိပ္ပာယ်ကိုစန့်ကျင်တဲ့နေရာမှာတုံးကျင်တယ်ဆိုရင်ဘာကောရင်နောက်ပြစ်ပဲကိုတုံးတယ်เนาะဘယ်လိုနေရာမှာတုံးလဲဆိုရင်မသွားပဲမလာပဲမစားပဲပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ကဘာကောရင်နောက်ပြစ်ပဲလေးကိုတုံးပါတယ်အဲ့တော့10တန်းတုန်းကပေါ့เนาะကျမတို့10တန်းတုန်းကเนาะကျမတို့ကိုသင်ခဲ့တဲ့မြန်မာစာဆရာမကြီးပေါ့เนาะဆရာမကြီးနာမည်ဒေါ်အေးမြေတဲ့เนาะအဲ့ဆရာမကြီးကကျမတို့မျက်စိထဲမှာကွင်းကွင်းကွက်ကွက်မြင်အောင်တသက်လုံးမှတ်မိနေအောင်လို့သူကပြောလိုက်တဲ့စကားလေးတစ်ခုကိုပြန်ပြီးတော့လက်ဆင့်ကမ်းပေးပြရစီအဲ့ဒါကဘာလဲဆိုတော့ဆရာမကြီးကအမြဲတမ်းမှတ်ထားတဲ့เนาะအမြဲတမ်းမှတ်ထားဆိုတာ तू ကတော့စကားကိုကျမတို့မှတ်မိအောင်လို့ပေါ့နော်မှတ်မိအောင်လို့ကျမတို့အကြောင်းသားတွေရဲ့မျက်စိထဲမှာမြင်သာထင်သာရှိပြီးတော့မှတ်မိအောင်လို့ပြောလိုက်တဲ့စကားလုံးလေးဖြစ်ပါတယ်เนาะဒီစကားလုံးလေးကဘယ်လိုလဲဆိုတော့ကျမတို့ဒီလူလောကသဘာဝနဲ့လည်းဆိုင်တဲ့စကားလုံးလေးပဲအဲ့ဒါဘာလဲဆိုတော့ဆရာမကြီးကမနောက်ကဆိုလို့ရှိရင်အမြဲတမ်းဘေးလိုက်တယ်တဲ့နော်မနောက်ကဘဲလိုက်တယ်ဘဲဆိုတော့ဘာကောရင်နောက်ပြစ်ဘဲကိုပြောတာပေါ့နော်အဲ့တော့ကျမတို့ကမအရှိမမပါပြီမစားဘူးမသွားဘူးမလာဘူးဆိုလို့ရှိရင်အရှိမပါပြီဆိုလို့ရှိရင်ဘာကောရင်နောက်ပြစ်ဘဲနဲ့ရေးမယ်တကယ်လို့မပါဘူးပေါ့နော်နတ်ပဲလူပဲနော်ခီးဗာလဲသွားပဲသွားနေတယ်လာပဲလာနေတယ်စားပဲစားနေတယ်ဆိုလို့ရှိရင်တော့ကျမတို့အရှိမမပါဘူးဆိုလို့ရှိရင်တော့ပါစာရင်နောက်ပြစ်ဘဲနဲ့ရေးရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီချဲဆန္ဒပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် share သွားပေးပါအောင်ရှင်ကျေးဇူးပါ